ကျွန်တော်အားလုံးပဲမင်္ဂလာပါ Red and Fish Show ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ဘာလို့လဲကိုအများအားတင်ဆက်ပေးနေတဲ့စီပင်မှာဆိုတော့ကျွန်တော်တို့ဘာလို့တင်ကတော့ဒီလာမဲ့ဒါတောက်ကြကြာတာပြည်နေ့ညာတောက်ကြနေမနက်မှာဆိုရင်တော့ဒီပရီးမီးယားလိပွဲစဉ်16ပေါ့နော်ဟိုဒါ weekend 16ကိုအိမ်ဝင်း Anfi မှာဒီ Leeds United အသင်းနဲ့ကစားရမယ်ဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့ပထမအကြော့မှာမထင်မှတ်တဲ့အခြေအနေမျိုးတွေအကြိမ်ကြိမ်ဥဆောင်ခဲ့ပြီးမှအကြိမ်ကြိမ်သွင်းကိုတွေပြန်ခွင့်ပြုရတယ်နောက်ဆုံးအဆုံးသတ်မှာတစ်ဖက်3ဂိုးစီနဲ့တည်ကျသွားတယ်ဆိုတော့အဲ့ဒီတုန်းကတော့တော်တော်လေးလက်မခံခြင်းစရာကောင်းပါတယ်တော်တော်လက်မခံခြင်းစရာကောင်းတယ်ဘာဘူးကဟိုတောက်လျှောက်လဲအဲ့တုန်းကဝီးဖြစ်နေတဲ့ကာလာတစ်ခုဖြစ်တယ်အဲ့ဒီအခြေအနေမျိုးမှာဘာဘူးတင်းနေနဲ့ရမှတ်တွေလိုအပ်နေတဲ့အချိန်မှာသွင်းကိုတွေအကြိမ်ကြိမ်ရခဲ့ပါလေရနဲ့နောက်ဆုံးအဆုံးသတ်မှာသွင်းကိုတွေပြန်ခွင့်ပြုပြီးတော့တည်တမှတ်ပဲရခဲ့တယ်ဒါကလည်းဘာဘူးတင်းတော့တော်တော်ကိုမှနင်းတာစရာပါမှန်တကယ်ဆိုရင်များအဲ့မှာ3မှတ်အပြည့်ရမယ်ဆိုရင်လက်ရှိမှာဆိုရင်ထိတ်ဆုံးကအာဆင်နယ်တင်းနဲ့ကိုရီက10မှတ်ပဲကွာလက်ရှိမှာဆိုရင်10မှတ်ထိကွာနေဆိုတော့ဒီလိုမျိုးလက်ရှိမှာဆိုရင်အာဆင်နယ်အသင်းကအက်ရှွန်ဗီလာအသင်းနဲ့ဒါဘယ်လိုပြောလဲဒီကနေ့ညမှာဆိုကစားမယ်ကစားတဲ့အပေါ်မှာသူတို့အနေနဲ့ဟိုဘယ်လောက်ထိအောင်ရမှတ်တွေကိုထပ်ဖြတ်မလဲဆိုတာကိုကျွန်တော်သိရမယ်ဒါကြောင့်မို့လီဗာပူးအသင်းအနေနဲ့ကဒါထိတ်ဆုံးအသင်းတွေကိုတော့အများကြီးအာရုံစိုက်စရာတော့မလိုဘူးဟိုကိုရီကလက်ရှိမှာကိုရီရဲ့အမြင့်ဆုံးဟိုဘယ်လိုပြော target ကချန်ပီယံလိဝင်ဖို့အတွက်ပဲအဲ့ဒါကြောင့်မလို့ချန်ပီယံလိဝင်ရဖို့အတွက်ဆိုရင် Chelsea အသင်းပြီးခဲ့တဲ့ဘက်မှာချီကျော်သွားတယ်ဒီဘက်မှာ Chelsea အသင်းကတေချာပေါက်နိုင်ပွဲတစ်ခုနဲ့ပြန်လာမယ်လို့ဒါပြန်လာမဲ့သဘောမှရှိတယ်ဒါကြောင့်မလို့လီဗာပူးအသင်းအနေနဲ့ကကိုအလုတ်ကိုလုပ်ပြီးတော့ဒီအဆင့်၄နေရာမှာ AACC ဆက်ပြီးတော့ရက်တည်နေဖို့အတွက်ကိုစူးစမ်းရအောင်အဲ့ဒီအတွက်အိမ်ဝင်း Anfi မှာ Leeds United အသင်းကိုအနိုင်ကစားရမယ်လို့တော့ကျွန်တော်ကတော့တည့်ရတီကိုမှတ်ထားတယ်ဘာကြောင့်လဲဆိုတော့ Leeds United ကလက်ရှိမှာဆိုရင်ဗျာအမှတ်ပေးစရာအခြေအနေရဆိုရင်လည်း Leeds United ကအမှတ်ပေးစရာအဆင့်16မှာရှိပြီးပြီဆိုရင်ဒီအသင်းအနေနဲ့ကလည်းနောက်ဆုံးကစားခဲ့တဲ့သူတို့ရဲ့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်တော့လုံးဝရှုံးပွဲမရှိတော့ Leeds United ရဲ့လက်ရှိ current form ကနည်းနည်းလေးကောင်းနေတယ်လို့ပြောလို့ရတယ်ဘယ်လိုပြောမလဲဟိုတန်းစင်းစုံကနေပြီးတော့လက်ရှိမှာဆိုရုံထွက်လာနိုင်ခဲ့ပြီအဆင့်16နေရာအထိတော့ရောက်လာပြီဆိုတော့နောက်ဆုံးကစားခဲ့တဲ့သူတို့ဘယ်လိုပြောမလဲဒီနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင် Chelsea အသင်းကိုသူတို့3-1နဲ့နိုင်တယ်လီဗာပူးကို3-3တည်ကြတယ်ပြီးလို့ရှိရင် Brentford အသင်းကို1-1တည်ကြတယ် Crystal Palace ကို4-1နဲ့နိုင်ပြီးတော့နောက်ဆုံးပွဲစဉ်မှာ Sunderland အသင်းကို1-1တည်ကြထားတယ်ဆိုတော့ Leeds United ရဲ့နောက်ဆုံးဖြတ်တန်းခဲ့တဲ့ current form တွေကနည်းနည်းလေးအဆင်ပြေနေတယ်ဆိုတော့ဘုံမှာရှိတယ်ဒါပေမဲ့လီဗာပူးအသင်းကနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်လေလီဗာပူးအသင်းရဲ့လက်ရှိဖြတ်တန်းနေရတဲ့ current form ကတော်တော်လေး form ကောင်းနေတယ်လီဗာပူးအသင်းက return ပြန်မိလာပြီလို့ကျွန်တော်တို့ပြောလို့ရနေပြီနည်းနည်းလေးအသင်းကကစားပုံကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအသင်းအတွက်ဒါအနိုင်3မှတ်ကိုရအောင်ယူတတ်နေတဲ့အခြေအနေမျိုးတွေကိုတွေးလာရတယ်ဆိုတော့အနိုင်3မှတ်ရနိုင်တဲ့ကိုရီမာကဒါအဓိက main point တွေရှိလာတယ်အဓိက key point တွေရှိလာတယ်ဒါတွေကိုကိုရီအသင်းမှာကနည်းနည်းလေးရှာတွေ့လာတယ်အထူးသဖြင့် front back တို့တွေကိုသွင်းကိုတွေဂိုးဖန်တီးမှုတွေပြန်ပြီးတော့ရလာတယ်ဒါတွေကလီဗာပူးအသင်းအတွက်ကတော့နည်းနည်းလေးအားရစရာပေါ့လေအားတက်စရာတခုဖြစ်ခဲ့တယ်ဆိုတော့နောက်ဆုံးလီဗာပူးအသင်းဖြတ်တန်းခဲ့တဲ့ပြိုင်ပွဲဆုံး9ပွဲမှာဆိုရင်4ပွဲနိုင်ပြီးတော့တပွဲပဲတည်ကြထားတာအဲ့ဒါက Leeds United အသင်းကိုတစ်ဖက်3ဂိုးစီတည်ကြပြီးတော့ဒါအင်တာမီလန်အသင်းကိုလည်းအဝေးကွင်းမှာတွားပြီးတော့1-0နဲ့နိုင်တယ် Brighton ကိုလည်း2-0နဲ့နိုင်တယ်ပြီးလို့ရှိရင်ဒါTottenham Hotspur အသင်းကိုလည်း2-1ဆိုတဲ့ရလနဲ့နိုင်ပြီးတော့နောက်ဆုံးပွဲစဉ်မှာ Wolverhampton အသင်းကိုဒါ2-1ဆိုတဲ့ရလနဲ့ထပ်နိုင်ဒီနေရာမှာလီဗာပူးအသင်းကပြောစရာတစ်ခုပဲရှိတာခံစစ်ပဲလီဗာပူးရဲ့ခံစစ်ကဒီရာဒီမှာနည်းနည်းလေးနည်းနည်းမဟုတ်ဘူးပုံမှန်လေးပြောမယ်ဆိုတော်တော်လေးစုပ်ပြတ်တဲ့ထဲမှာပါတယ်ဆိုတော့တိုက်စစ်ကသွင်းကိုတွေဘယ်လိုပြောလဲသွင်းကိုတွေရနေတယ်ဆိုပေမဲ့လည်းခံစစ်ကသွင်းကိုတွေအလွယ်လွယ်တကူပြန်ပြီးတော့ပေးနေရတာကလီဗာပူးအသင်းအတွက်တော်တော်ကိုမှစိတ်ပြက်စရာပါတကယ်စိတ်ပြက်စရာပါအထူးသဖြင့်အီဘရာဟီမာကိုနာတေနောက်ပိုင်းပွဲစဉ်တွေမှာတချို့ပွဲစဉ်တွေမှာခြေစွမ်းကောင်းပြန်ပြတယ်ဆိုပေမဲ့လည်းတချို့တစ်ခါလေကြာလို့ရှိရင်သူ့ရဲ့အမားတွေကကျွန်တော်တို့မယုံကြည်နိုင်စရာကောင်းတဲ့အမားတွေကိုကျွန်တော်တို့တွေ့နေရဆဲပဲဘာကယ်ဘန်နိုင်လက်ရှိအချိန်ထိတဲ့သူ့ရဲ့ခြေစွမ်းကောင်းတစ်ချက်ကိုကျွန်တော်တို့ပြန်ပြီးတော့မမြင်ရသေးဘူးသူ့အနေနဲ့က consistency ဖြစ်တဲ့ခြေစွမ်းတွေကိုဆက်ပြီးတော့ထိမထားနိုင်သေးဘူးဒီလိုမျိုးအခြေအနေတွေကြောင့်လီဗာပူးရဲ့နောက်တန်းခံစစ်ကတော့နည်းနည်းလေးတော့စိုးရင်စရာဖြစ်တယ်သို့တော့ကစားရမှာကအိမ်ကွင်း Anfi မှာပါပြောချင်တာကအိမ်ကွင်း Anfi မှာကစားမယ်ကိုယ့်ရဲ့အောက်က Chelsea အသင်းကကိုရီကိုဒါတောက်လျှောက်လိုက်ပြီးတော့ pressure ပေးမဲ့အခြေအနေမျိုးပါဒီပွဲမှာ Chelsea အသင်းကအနိုင်3မှတ်ရဖို့အတွက်တေချာတဲ့အနေအထားမျိုးမှာကိုရီအသင်းအနေနဲ့ကလည်းမဖြစ်မနေအနိုင်3မှတ်ရမှာကိုဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့လီဗာပူးအသင်းအနေနဲ့ကLeeds Unitedနဲ့ကစားမဲ့အဲ့ဒီပွဲစဉ်မှာတော့လီဗာပူးအသင်းအနေနဲ့ကဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ်လို့ကျွန်တော်ကိုရီနဲ့ထင်ကြတယ်ဘယ်လိုမြင်ရလဲတစ်ချက်လောက်ဆွေးနွေးကြပါဦးကျွန်တော်ရဲ့အမြင်အရပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့အမြင်ကတော့ရှင်းတယ်ဗျာလီဗာပူးအသင်းအနေနဲ့ကဒီပွဲကမနိုင်လို့မရဘူးအာနေစတော့အနေနဲ့မနိုင်လို့မရဘူးဒါပေမဲ့အဲ့ဒီပွဲစဉ်မှာဇိုမီနစ်ရှူပိုစတိုင်းပြန်ပြီးတော့ပါလာနိုင်ပြီဒါကတော့အသင်းအတွက်ကောင်းတဲ့အရာတစ်ခုပါဆိုတော့ဟိုတနေ့ကဒါပွဲမှာဝူဘန်နန်နဲ့ပွဲမှာဆိုရင်ကိုနာတစ်က hamstring လို့ဘာလို့ injury တွေဒါအတန်တွေလည်းထွက်လာသေးတယ်ဒါကြောင့်မို့နည်းနည်းလေးတော့စိုးရင်စရာတော့ကောင်းတယ်ပေါ့လေ
နည်းနည်းဆိုနောက်တန်းခံစစ်နေရကစိုးရိမ်စရာတော့ဖြစ်တယ်သို့တော့ဘလို့နီးနေပဲဖြစ်ဖြစ်ဘာအကြောင်းပြချက်မှမရှိဘူးဒီပွဲစဉ်ကနိုင်မှရပါလိမ့်မယ်ဆိုတော့ကိုရီတင်းရဲ့ပွဲထွက်လာနိုင်တဲ့လူစင်းကိုကျွန်တော်တစ်ချက်လောက်ပြောကြည့်အောင်ပါဆိုတော့ကိုရီတင်းကတော့ထုံးစံအတိုင်းပေါ့လေနောက်တန်းခံစစ်နေရမှာဆိုရင်တော့ဒါအီဘရာဟီမာကိုနာတီအကယ် hamstring injury မဖြစ်ခဲ့ဘူးဆိုရင်ပေါ့အီဘရာဟီမာကိုနာတီဘာကက်ပန်တိုင်းမီလိုခါကတ်နဲ့ဖရင်ဘောင်တို့ပွဲထွက်လာဖို့ရှိတယ်အဲ့ဒီမှာဖရင်ဘောင်မှာဟုတ်ဘဲနဲ့ကော်နာဘရလီပွဲထွက်လာပြီးတော့ဖရင်ဘောင်ကဘယ်လိုပြောလဲတောင်းမထွက်ကစားတာမျိုးလဲဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတော့ဒါအဲ့ညမှာဆိုရင်ဒါကျွန်တော်အနေနဲ့က frame bound ဆိုတာလေ corner bradley ကိုပို့ပြီးတော့သဘောကျရတဲ့ထဲမှာပါတယ် corner bradley ပေါ့နော်ပြီးလို့ရှိရင်ဒါ defensive midfielder 2ဦးပေါ့ defensive midfielder ကတော့တေချာပေါက် Ryan Gravenberch နဲ့ဒါကားတဲ့ဂျုံပွဲထွက်လာဖို့ရှိတယ်ပြီးလို့ရှိရင်နံပါတ်10 row မှာကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ Dominic Szoboszlai ပြန်ပါလာနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ပြီးလို့ရှိရင်တိုက်စစ်3ဦးနေရာမှာ frame bound ရယ်ပြီးရင် front back နဲ့တိုက်စစ်က Shugo Ekitike ပဲပွဲထွက်လာဖို့ရှိတယ်ဒီနေရာမှာကိုရီကပူပြန်ကောင်းနေတယ်ဆိုရင်လက်ရှိ front back ကအဲ့နေရာမှာဆော့တာတော်တော်လေးကိုမှသဘောကျစရာကောင်းတယ်သူရဲ့အတိုးအလုပ်အရေးနွဲ့တွေကတော်တော်လေးအလုပ်ဖြစ်တယ်ကိုရီကပူလိုအရန်ရိုးရှင်းတဲ့ကစားဖို့မဟုတ်ဘူးပြန်အသင်းတွေအတွက်အရန်ခံမှန်းရတာလွယ်ကူနေတဲ့အရန် simple ဖြစ်တဲ့ဒါကစားဖို့နဲ့ကစားနေတာမဟုတ်တာဖြစ်တဲ့အတွက်ပို့ပြီးတော့ effect တစ်ခုဖြစ်တယ်အဲ့အတွက်Arne Slot အနေနဲ့တေချာပါကိုရီကပ်ဖို့အစား front back ကိုပဲသုံးလာမယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ကိုရီအသင်းအတွက်တကယ်ဒါဘယ်လိုမျိုးပွဲထွက်လာနိုင်တဲ့လူစင်းပေါ့လေဆိုတော့ဒီနေ့ကျမှဒါထိကြိုက်တွေးဆုံမှုတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်နောက်ဆုံးထိကြိုက်တွေးဆုံမှု9ချိန်မှာလီဗာပူးအသင်းက4ချိန်နိုင်ပြီးတစ်ချိန်တည်ကြထားပါတယ်အဲ့ဒီတစ်ချိန်တည်ကြတာကပြီးခဲ့တဲ့ပထမအကြော့မှာတစ်ဖက်3ဂိုးစီတည်ကြတာပါတည်ကြထားတာပါအဲ့တုန်းကလည်းကိုရီလီဗာပူးအသင်းတွေကအချိန်ချင်းဥဆောင်ခဲ့အချိန်ချင်းနော်အချိန်ချင်းဥဆောင်ခဲ့တယ်ရှူဂူအီကီတီကီကဒါဘယ်လိုမျိုးလဲ2မိနစ်အတွင်းမှာ2ဂိုးသွင်းခဲ့တယ်အဲ့တုန်းကလည်းဒါ48မိနစ်နဲ့ဟုတ်တယ်48မိနစ်နဲ့မိနစ်50မှာ2မိနစ်အတွင်း2ဂိုးသွင်းခဲ့တယ်2ဂိုးသွင်းတဲ့အချိန်တွေမျိုးမှာဒါဟိုဘက်ကကာဗက်လူဝင်နဲ့ဒါစတက်တိုက83မိနစ်နဲ့85မိနစ်မှာ2မိနစ်အတွင်းမှာ2ဂိုးပြန်သွင်းတယ်ဆိုတော့တူအချိန်တွေမျိုးမှာ Dominic Szoboszlai ရဲ့နောက်ထပ်တကယ်ကိုမှကောင်းတဲ့ Alexis Mac Allister Ryan Gravenberch Dominic Szoboszlai တို့ရဲ့ဒါကွင်းလေဂျူ3ဂိုးပေါ့လေမနစ်က3ဂိုးအတွက်ဒါအကောင်းဆုံးနားလည်မှုတစ်ခုနဲ့ Dominic Szoboszlai ကသွင်းဂိုးပြန်သွင်းခဲ့တယ်ဆိုပေမဲ့အဆုံးသက်ဒါနာကျင်အချိန်ပုံမှာဆိုရင်တကယ်ကိုနာတေးတို့ဘာဂေဗန်လက်တို့ပြောစရာဘယ်လိုလဲပြောပြစရာတော့မရှိတဲ့ညံပြင်းမှုကနေပြီးတော့တဆင့်ဒါအခွင့်အရေးချိန်ပြန်ပေးလိုက်ရတယ်အဲ့ဒီခွင့်အရေးချိန်ကနေပြီးတော့ပဲတွင်းကိုအဖြစ်လီယူနိုက်တက်အသင်းကပြောင်းလဲသွားပြီးတော့နောက်ဆုံးအဆုံးသတ်မှာဆိုရင်တစ်ဖက်3ဂိုးစီတည်ကြသွားတယ်ဆိုတော့ဒီပွဲစဉ်မှာဆိုရင်တေချာတခုက Daniel Frey အနေနဲ့ဒါ Arne Slot ကိုဒါရင်ဆိုင်ရတဲ့အခါမှာသူ့အနေနဲ့ပထမအကြော့မှာတော့ရလက်တွေကောင်းခဲ့တယ်လို့ပြောလို့ရတယ်လီယူနိုက်တက်ဘက်ကကြည့်မယ်ဆိုရင်တော့ဒါပေရလက်ကတော်တော်လေးသဘောကျစရာကောင်းတယ်သို့တော့သူတို့လာပြီးတော့ကစားမှာဒီကွင်းက Anfield ကွင်းဖြစ်တယ် Anfield ကွင်းကိုလာကစားတဲ့အခြေအနေမျိုးမှာဒါ Daniel Frey အနေနဲ့ကတော့ဒါရလက်ကောင်းတစ်ခုရဖို့အတွက်ဆိုတာကတော့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်ဒီနေ့အဲ့ဒီပွဲစဉ်ရဲ့ရလက်ကိုတော့ကျွန်တော်အနေနဲ့လီဗာပူးအသင်းအနေနဲ့အနိုင်ရလက်တစ်ခုပုံဖော်လာမယ်လို့ထင်တယ်ဆိုတော့လီဗာပူးအသင်းအနေနဲ့အဲ့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဒါ2-1တို့လိုမျိုး2-0တို့လိုမျိုးဒါရလက်တွေကိုထွက်ပေါ်လာမယ်လို့ထင်တယ်ပေါ့လေကျွန်တော်ကိုယ်တွေကဘယ်လိုမျိုးရလက်တွေထွက်ပေါ်လာမယ်ထင်တယ်ကျွန်တော်ကတော့2-1ဆိုတဲ့ရလက်ကိုပိုးကြိုက်တယ်ပေါ့လေဆိုတော့ကျွန်တော်ကိုယ်တွေကဘယ်လိုမျိုးရလက်တွေထွက်ပေါ်လာမယ်ထင်တယ်ချက်လောက်ဆွေးနေကြပါအောင်ကျွန်တော်လည်း like and subscribe လေးလုပ်ပေးထားပါအောင်ဗျကျေးဇူးများကြီးတင်ပါတယ်